သူလည်းအလင်းမြန်ပဲဘေးကမန်နေဂျာကို CEO အယောင်ဆောင်ခိုင်းလိုက်တယ်။အင်တာဗျူးတဲ့သူကတော့မန်နေဂျာကို CEO လို့ထင်နေပါတယ်။အဘယ်ကြောင့်ဆိုတော့ဒီကုမ္ပဏီကိုဝယ်ထားတာမကြသေးလို့တထေးကဘယ်သူမှမသိတာပါ။သူ့ကိုမန်နေဂျာကလာရတဲ့အကြောင်းရင်းကိုမင်းပဲပြောလိုက်လို့ပြောတယ်။ထို့နောက်သူလည်းဒီဇိုင်းတစ်ခုတူနေတဲ့ကိစ္စမှာရန်ကျိုးကျိုးရဲ့ပုံထဲမှာခိုးချကြောင်းသိတာတဲ့အချက်ပါနေတယ်ပြောလိုက်တယ်။ရန်ကျိုးကျိုးလဲပုံကိုပြန်ကြည့်ပြီးမျက်နှာပြတ်သွားပြီးခေါင်းဆောင်လဲသူမမားကြောင်းတောင်းပန်တယ်။ထို့နောက် CEO အယောင်ဆောင်ထားတဲ့မန်နေဂျာကရန်ကျိုးကျိုးရဲ့အင်တာဗျူးဖြေခွင့်ကိုပယ်ချလိုက်ကြောင်းပြောတယ်။ပြီးတော့စုခခါကိုသူတို့နဲ့အလုပ်တွဲလုပ်ဖို့စိတ်ဝင်စားလာပြီးတော့သူမဝမ်းသာအားရကောင်းရင်းပြတယ်။ CEO ကတော့သူမဟာအရေးချင်းရှိတဲ့သူဖြစ်တာကြောင့်သဘောကျနေတယ်။တနေရာရောက်တော့သူမကသူ့ကိုအလုပ်မရှိဘူးဆိုပြီးဘာလို့ဒီမှာလုပ်နေတာလဲလို့မေးတယ်။သူဟာတကယ်တော့မန်နေဂျာမဟုတ်ပဲတထေးရဲ့တောက်တုံးမဲ့ရပါလို့ပြောလိုက်တယ်။ဒီနေ့မှအလုပ်စဝင်တာပါပြန်စရာအိမ်တော်မရှိပါဘူးလို့ပြောတယ်။သူမလည်းယုံကြည်သွားပြီးဒီနေ့ကိစ္စအတွက်ကျေးဇူးတင်ကြောင်းပြောတယ်။ပြီးတော့တဲစရာမရှိရင်သူမအိမ်ကိုလိုက်တဲလို့ရတယ်လို့ပြောတော့သူကညင်းတယ်။သူတို့နှစ်ယောက်ကလက်ထပ်ထားတာဆိုပေမဲ့အဲ့လောက်အဆင်မရောက်သေးကြောင်းပြောတော့သူ့ရဲ့ရိုးသားမှုကိုသဘောကျသွားတယ်။သူမလည်းရိုးရိုးသားသားတဲခုခန်းလို့တဲရမှာဖြစ်ကြောင်းပြောမှသူသဘောပေါက်သွားတယ်။ထို့နောက်သူမစီသွားပြီးအိမ်ရှင်ကနှင်ထုတ်လိုက်ကြောင်းပြောပြပြီးတဲတယ်။အိမ်ကအရန်သေးနေတာကြောင့်သူမဘလို့နေလဲလို့ပါစူးစမ်းနေတယ်။အဲ့အချိန်မိကပြတ်သွားတာကြောင့်သူလန့်ပြီးဖတ်လိုက်တယ်။သူမကသူ့ပုံစံကိုကြည့်ပြီးရင်နေတော့သူရှက်သွားတယ်။ဒီလိုအခြေအနေဆိုတာသူ့ဘဝမှာခုမှပထမဆုံးကြုံဖူးတာပါ။